လိုက်တိုင်းနှလုံးသားလေးအားလေးမထားခဲ့ဘူးပါကိုဟာရှုံးပေးမလွယ်ခဲ့တော့မနာရဲ့သင်္ကေတဘာရဲ့ကြောင့်ခုချိန်မှာဘုံရိပ်ဟောင်းများစွာဟာရင်ခွေတကားဖြတ်ကျော်ကဝင်ရောက်စုမို